အားလုံးပဲမင်္ဂလာပါ breakfast စားဖို့စားကြပါဦး spicy အနေရောင်လေးအမဲဒီနေ့ပါပြောချင်တယ်ဆိုတော့ကျွန်တော်ကဟိုတနေ့ကဒီ Grand Canadian မှာပင်တုံးလုံးနဲ့ new year ကိုကျွန်တော်ဖြတ်တန်းခဲ့တယ်ဆိုတော့တင်လာတယ်အဲ့မှာကျွန်တော်မှန်းကြတာဘူးတူတာရောရတယ်တဲ့ပင်တုံးလုံးနေမမြင်ရဘူးဘလို့မျက်နှာရွယ်မြင်ရတယ်ကျွန်တော်ပြပြသူများပင်တုံးလုံးကျွန်တော်တို့ကြည့်တယ်လားဝါကြီးပင်ကြားတဲ့ကိုကျိုးတစ်လုံးမနဲ့တာတော့ကျိုးမထည့်ထားတဲ့ဟာရောတပတ်ပါအဲ့ကန်းကြီးမှာပလင်းတွေကူးနေရတယ် but သူတို့ရဲ့ဥပဒေရှိတယ်တပ်ပုံတော့ရိုက်လို့မရဘူးဒါဘရိုရိုတီအောင်ပြောပြတာစပိန်မှာရှိတယ်စပိန်မှာတော်တော်များများကန်းကြီးတွေမှာအခုပြင်ဒီပင်တဲ့ဘောင်မှာအချာစီကိုရောဘောင်မှာဆိုရင်နိဘာမှမဝေ့ထားဘူးကျွန်တော်ဒီကန်းကြီးမှာဒီလိုရှိတယ်ဆိုတာပဲပြောပြလို့ရတာတွားပြီးတော့ရိုက်လို့မရဘူးရိုက်တာနဲ့ဖန်ခံရမှာသူမကျင်းတဲ့လူရေကိုတိုင်တယ်အဲ့ကောင်ကလည်းရိုက်သွားတယ်ဆိုရင်ကျွန်တော်တို့ကိုတူတကြီးပဲအဲ့ဒါကြောင့်မို့ကျွန်တော်မျက်နှာပဲမြင်ရတာပါစိတ်မဆိုးပါနဲ့ဖင်ကြီးတွေမမြင်နိုင်ရဘူးကြည့်ကြရင်တော့ဟုတ်ပါကြည့်ပါနော်ဒါကျွန်တော်ဒီကန်းကြီးမှာဒါရှိရဲဆိုတော့ရိုက်ပြခြင်းတာဖြစ်တယ်ပြီးတော့မျောမလင်းနေနဲ့ brother မျောမလင်းနေနဲ့ဘာလို့လဲဆိုတော့တော့ရိုက်လို့မရဘူးနောက်ကျတော့ဒီတချို့တော်တော်များများတင်မလာတော်များများတော့ percentage ရှိကလူတွေပဲတီတော်များတီလောက်တယ်ပါလဲဆိုတော့ဒီကန်းစင်းတဲ့အခါကျရင်ကျွန်တော်မျိုးထဲမှာကတ်တာကိုတင်မောအဲ့လိုဆိုတော့ဒီဟိုဟာတွေပါလဲ red light တွေ blue light တွေရှိတယ်အဲ့ဒါရတီလာမသိ2ယူရိုပဲပေးရတဲ့ဟာတွေလည်းရှိတယ်ဖင်တုံးတော့အဝါကြီး2ယူရိုပဲပေးရတယ်ဖင်နေမှာရုပ်ရှင်နေမှာလို့ပဲမှန်မောင်းချောင်းနေမှာကားပြတာ but ကင်မရာတော့ရိုက်လို့မရဘူးเนาะယူရို150 masturbation တွေပါတော့လုပ်လို့မရဘူး fine ရှိတယ်အဲ့ဒါရှိတယ်တကယ်ချင်းတို့ရဲ့လုပ်လို့မရဘူးပြလို့မရဘူးပြချင်တာပေါ့မင်းရိုက်လို့တာတဲ့ပြီးရိုက်လို့ရတော့မင်းတို့မျက်လုံးထဲမှာအဗီလိုတွေပဲပြောရမှာတဲ့ပြိုက်ပြီးပြချင်တာပေါ့တဲ့ရဲတယ်တော့မင်းကောင်ကြီးလေတဲ့ပန်းခံရပြီတို့ဦးတွေပြင်းနေနယ်သာလန်တို့ဘာလို့ငင်းငင်းနေဆိုပေမဲ့ဘိန်းကြီးအောင်တဲ့ကောင်နဲ့ရှိရစေးအောင်တဲ့ကောင်ရှိငမဲတွေလာချိုင်းနီကိုင်ငါတို့ချိုင်းနီကိုင်နေ brother လာအောင်လို့သူ့ပြန်ခေါ်တယ်လာအောင်လို့ဒီဘက်မှာလာပြောဘာလို့လို့လဲချိုင်းနီကငါရဲ့ face ကိုကြည့်တာလို့မင်းတို့အာဖရိကလို့ပြောရင်မရမလားဘယ်နိုင်ငံလဲလို့မင်းတို့ထည့်ပြောအောင်မလားဟာလို့လေအာရှလို့ပြောရင် Asian ဆိုရင် Asian ဆိုပြီးတော့ထည့်ပြောနောက်တော့မြန်မာလို့တော့ကပ်လီစီအောင်တော့ပိန်းအောင်တော့တကယ်ကိုင်းစားတယ်ဒါမင်းမခိုင်းစားတာမင်းမနေတာလည်းမဝရမင်းမယူမရဒီရတူရောမယ်ဥရောပကိုတွားလေတဲ့လူတွေအကုန်တော်ကျွန်တော်ရောပနိုင်ငံ16နိုင်ငံတော့ရောက်ဘူးဒါပေမဲ့ဥရောပမှာတော်များများဝိုးဝါဖြစ်သွားမယ်ကွာ surprise ဖြစ်သွားမယ်ဒါပေမဲ့မြန်မာပြည်အာရှတော့ပြောဖို့မကောင်းမင်းသူများနိုင်ငံတွေမှာအနည်း40နဲ့30နေဖို့တော့ခင်းနေကိုယ်နိုင်ငံမှာနေရလို့ရှိ especially ကိုပြီးတော့ပါတော့ကြည့်ထိုင်းမှာဆိုအများကြီးပဲနှစ်40နှစ်50နေတိုင်းလို့တို့နိုင်ငံမှာရှိတယ်မင်းငါတို့ချက်ပြရမှာတော့ရှိတယ်မင်းအဲ့တခန်းထဲမှာပဲနေရနှစ်ကို10နဲ့ချီပြီးရှိတယ်ဘာဖြစ်လို့လဲဆိုဥရောပလာတယ်မလာဘူးမို့ဒါပေမဲ့ဥရောပဆိုနောက်လာဆိုဇွန်ဇူလိုင်ဆိုရင်နွေရာသီရောက်ပူတယ်ကွာသူတို့အဲ့ချိန်တော့ပဲရှောက်ပြီးတော့ခရီးသွားပါညာပူတော့နေဦးတာတုံးပဲဖင်တုံးလုံးမင်းတို့ပြင်မြင်နေတဲ့ဖင်တုံးလုံးနေနဲ့ပြူတာတုံးပဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့မြေအာရှတကယ်မိုက်တာငါတို့အေရှန်တကယ်မိုက်တာဒီကြားတကယ်လွတ်လပ်တာအမှန်ကမှန်ဒါပေမဲ့ပြန်ဆိုပြီးတော့ခေါ်တော့ဥရောပကိုသွားကြည့်ကြပါတကယ်မိုက်တယ်အလုံးချစ်တယ်ဒါလာပြောတာเนาะဒါကြီးမင်းတို့ရိုက်ပြခြင်းနဲ့ရိုက်ပြလို့မရဘူးသူများရဲ့ rule and regulation ဆိုတာရှိတယ်သူများရဲ့
တော်တွေရှိတယ်တော့ပတ်သက်လို့မရအောင်ပတ်သက်တော့ဘုံအောင်မယ်ဟိုအဲ့မှာကပ်ပြီးနာဂတ်စကီရောက်အောင်မယ်ဆွဲလာအောင်မယ်အလုံးချစ်တယ်အဲ့ဒါလာပြောပြတာကျွန်တော်လည်းဆက်ပြီးတော့ကြည်ပေးကြပါဦးလောလောဆယ်တော့မြန်မာပြည်မှာပဲသွားမှဒီအကြောင်းလေးပြောပြန်သွားမှာအကြံအများကြီးလာမယ် red light တွေ blue light တွေကိုရရင်ရတယ်လို့ခိုးရိုက်ပေးမယ် okay ဒါပေမဲ့ officially တော့မဟုတ်ဘူးเนาะငါကောင်းကြီးကိုပြချင်တယ်ကုတ်ပါဆွဲပြီးခေါ်ပါချင်တယ်တိတ်ပြီးတော့တော်မဆန်တဲ့တာကြီးကိုပြောပြတယ်လို့ပဲနားထောင်ဒါပဲတလား